အဖေကပြန်ရင်ဘယ်သူမှဟီးဟာလုံးလို့မရဘူးဆိုတဲ့လူတွေနဲ့အင်ဒရစ်တော့မပါဘူးဒီမှာလာထိုင်ကြီးလေနောက်ကမှာကိုဖြစ်ရှင်တယ်လို့မဖြစ်ရလို့ဆိုပြီးစိတ်တက်ကြောင်ဝင်နေနေမယ်ဆိုဝီစကီလေးတစ်ခွက်ကမင်းအတွက်စိတ်တက်တွေခွန်အားတွေကိုပေးစွမ်းပါလိမ့်မယ်ဒါကလောကဒဏ်ရဲ့ပုံမှန်ပြခွက်တွေပါရေဝင်တစ်ခုလုံးကိုဇုံကန်သွားတဲ့သူမကိုတော်မှာနောက်ဆုံးမေးပြစ်နိုင်သေးတာပဲမဟုတ်လားဒီလိုကိစ္စတွေကတော့ဝီစကီတွေကကိုစားနိုင်ပါတယ်ကွာဆိုတဲ့စကားနဲ့ဘေးနားကညီလေးတယောက်ကိုနှစ်သိမ့်နေခဲ့မိတာပါခွဲချေအပူလေးမှာထိုင်ပြီးမျက်ရည်တွေတရွှဲရွှဲနဲ့အင်းရင်ကျူမင်းသမီးနဲ့ဘာတော်လဲလို့မေးရလောက်အောင်မျက်ရည်တွေကဘိုးသီးလုံးလောက်ကျနေခဲ့တဲ့အထိအဲ့ညီလေးကငိုကြွေးနေကြတာပါသူပါကြောင့်ငိုလဲဆိုတာတေချာမသိပေမဲ့နှစ်သိမ့်ပေးရမယ့်တာဝန်ကတော့ကို့မှာရှိတယ်ဆိုတဲ့စိတ်ကလေးနဲ့ဘေးနားကနေနှစ်သိမ့်နေခဲ့မိတာပါအကျွေးရှင်ကအကျွေးတောင်းလို့ငိုနေတာလားဒါမှမဟုတ်လမ်းထိပ်ကဂိတ်ကကောင်နေတဲ့ရန်တွေးဖြစ်တာလို့လားဆိုတာမသိရပေမဲ့အဲ့ညီလေးကိုကြည့်ရတာတော်တော်လေးကိုမှခံစားနေရတဲ့အခြေအနေမှာရှိနေကြတာပါဒီလိုနဲ့ညီလေးဘာကြောင့်ငိုနေရလဲဆိုတော့တငယ်ချင်းတွေကိုဖလားသုံးလုံးယူပြမယ်ဆိုပြီးလေတိုင်ချပေးပါအခုကြမှာပြိုင်ပွဲကနေထွက်လိုက်ရလို့ဗျာဆိုပြီးမျက်နှာငယ်လေးနဲ့ပြန်ပြောနေကြတာပါအဲ့တော့မှကိုလည်းနည်းနည်းပါးပါးသတိရသွားပြီးအော်မှတ်မိပြီညီလေးဖလားလေးလုံးယူပြမယ်ဆိုပြီးမနေ့ကပြောခဲ့သေးတဲ့ညီလေးမှလားဆိုတော့ဟုတ်တယ်ကိုကြီးတယ်မင်းကမနေ့ကလည်းအာချောင်ထားပြီးဒီနေ့လည်းအာချောင်ထားပြန်ပြီလားဆိုတော့ဒီနေ့တော့တေးကြပြီဆိုပြီးမနေ့ကကိစ္စကိုမကျေနပ်တာနဲ့ထပ်ပြီးအာချောင်ပေးတာပါကိုကြီးအားဆိုပြီးပြန်ပြီးပြောနေကြတာပါဖြစ်တယ်ပါတယ်ညီလေးကမင်းတို့ပဲလမ်းထိပ်ကဂိတ်ကကောင်တွေလည်းဒေကြီးမိုးကြီးတွေပြောခဲ့သေးတာပဲဒါပေမဲ့အဲ့ကောင်တွေကတော့အခုတော့သူတို့အခြေအနေကိုသူတို့သိသွားကြပါပြီညီလေးလည်းကိုယ့်အခြေအနေကိုကိုသိပါညီလေးကဘွားဆိုတာပုံသေးကားချက်တတ်မှတ်လို့မရသလိုကြွားကျင်တိုင်းလည်းမကြွားနဲ့လို့မှားချင်ပါတယ်ညီလေးတို့ပြောနေကြစကားတစ်ခုရှိပါတယ်အဖရိကပြန်ရင်ဘယ်သူမှဟီဟာလုံးလို့မရဘူးဆိုတဲ့ပြောစကားတွေထဲမှာ Louis Enrique ဆိုတဲ့နီးပြကြီးတော့မပါလာဘူးလို့ထင်ပါတယ်သွားမရှင်တဲ့ညီလေးဟိုကတဘာနဲ့ဝါနဲ့ဘောလုံးနီးပြလှလာတာဖေမွေးကိုပါဖြူနေပြီအဲ့လိုနီးပြကြီးကိုရှင်ဖို့ဆိုရင်ကိုဘက်ကအဆအရာရာတာလွန်နေတော့မှရှင်ဖို့ခက်တယ်ဆိုတော့အခုညီလေးလည်းသဘောပေါက်ပြီဖြစ်မှာပါညီလေးလည်းကောင်းပါတယ်ညီလေးအားဒါပေမဲ့ internet တွေ့ရင်တော့ညီလေးတို့ကကလေးတော်တော်ပါပဲပထမကျော်ပြင်းသိပြည်မှာသွားပြီးကစားခဲ့တဲ့အချိန်ကလေးကညီလေးတို့နိုင်ခဲ့တယ်ဆိုပေမဲ့ကစားပုံနဲ့နေစနစ်ကဘယ်သူတာခဲ့တယ်ဆိုတာပွဲကြည့်တဲ့သူတိုင်းသိကြပါပါဘောလုံးကိုအိမ်မှာယူသွားလို့ရတယ်အနိုင်သုံးဖက်ကိုတော့သူ့အတွက်ထားခဲ့ဆိုတဲ့မော်ရီဟိုရဲ့စကားနဲ့ညီလေးတို့ပြောခဲ့ကြသေးတယ်မဟုတ်လားအခုတော့အဲ့ဒီလက်သုံးစကားကြီးကိုပြောခဲ့တဲ့ညီလေးတို့အနေနဲ့ပွဲမပြီးသေးပဲပြောခဲ့ကြသလိုဖြစ်နေခဲ့တယ်လို့ပဲဆိုချင်ပါတယ်ညီလေးတို့တွေလည်းမကောင်းမှုတော့မဟုတ်ပါဘူးပြီးခဲ့တဲ့ညကစားခဲ့တဲ့ပွဲစဉ်မှာကစားပုံကောင်းခဲ့ကြသလိုဂိုးသွင်းခွင့်တွေလည်းအချိန်ချင်းရခဲ့ကြတာကိုမြင်တွေ့ခဲ့ရပေမဲ့ဂိုးကန်တော်တော်လေးခေခဲ့ကြပြီးဂိုးဝင်သွားတဲ့အလုံးမှာလည်းလူကျုံနေခဲ့တဲ့အတွက်ပြန်လည်ပြီးတော့ပယ်ဖျက်ခံလိုက်ရပါတယ်အဲ့လိုဂိုးကန်တွေအချိန်ချင်းခေနေကြတဲ့ကညီလေးတို့အတင်ထွက်ရတော့ပဲထင်တယ်ဆိုပြီးတော့စိတ်ထဲကနေရေရွနေမိပါသေးတယ်ဒါပေမဲ့လည်းပွဲပြီးသေးပါဘူးလေဆိုပြီးတော့စက်ကြည့်ခဲ့တဲ့အခါမှာတော့ထင်ထားတဲ့အတိုင်းညီလေးတို့အတင်အရှုံးပေးလိုက်ရလို့ပဲဆိုကြပါတယ်တကယ်တော့ PSG ဟာတော်တော်လေးကိုကောင်းခဲ့ကြတာပါအင်စာကိုတေချာလုပ်ခဲ့ကြသလိုလက်ပေါင်းမှာဘသူကအခရာကြလဲဆိုတာကိုတေချာလေးတွက်ချက်ခဲ့ကြပြီးအဓိကကျတဲ့လူကိုလှုပ်မရအောင်စုပ်ကန်လိုက်တဲ့အခါမှာတော့ညီလေးတို့လည်းဂိုးရဖို့အတွက်ရုန်းကန်သွားခဲ့ရတယ်လို့ပဲဆိုကြပါတယ်ပထမအကြော့မှာဆာလာကိုထုတ်လိုက်ပြီးအီလီယောကိုထည့်လိုက်တဲ့အချိန်မှာဘသူကအဓိကချုပ်ကန်ရမလဲဆိုတာမသိတော့တဲ့ PSG ဟာဒုတိယအကြော့မှာလည်းဆာလာကိုအဓိကချုပ်ကန်ခဲ့ကြပြီးဒီဘောက်ကိုချန်ပီယံလိပြိုင်ပွဲကနေထုတ်ပယ်သွားခဲ့ကြတာဖြစ်ပါတယ်